Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ Christian Dior ရဲ့ exhibition ကိုတွားရောက်လေ့လာပါမယ်သူကဘယ်နားမှာကျင်းပါတယ်လဲဆိုလို့ရှိရင် TTP ဆိုတဲ့ Design Plaza เนาะဒီ building ထဲမှာပြပွဲရှိပါတယ် Christian Dior ရဲ့ exhibition ပြင် parallel ပြနေတဲ့ပြပွဲတွေလည်းအများကြီးရှိပါတယ်ဆိုတော့အခုကဒီပြပွဲက April နောက်ပိုင်းကနေ July တိပြမယ်လို့ကျွန်တော်တို့သိထားပါတယ်ဒီရောက်လာလို့ရှိရင်တော့ဒီ ticket ရှိပါမယ် ticket counter မှာ ticket ဝယ်လို့ရပါတယ်တော့ဝင်တဲ့အချိန်ပါမှာပေါ့နော် ticket ထဲမှာဆိုတော့နိုင်ဝက်ကြိုင်တက်တုတ်နိုင်ဝက်ကြိုင်တက်တုတ်အဲ့လိုမျိုးနဲ့အထဲကိုပေးဝင်ပါတယ်အခုကျွန်တော် ticket ဝယ်ပြီးသွားပြီကျွန်တော်တို့ဝင်မဲ့နေရာပေါ့နော်အဲ့မှာတန်းစီနေပါပြီခဏနိုင်ဝင်သားနေကအရွယ်သူစိုက်သူကြိုက်သူပိုပါးရင်ချောမှချောကြည့်လိုက်ပါဦးကျွန်တော်တို့အလဲရောက်ပါတော့မယ်ကဲစပြီးတော့ဝင်နေပါပြီခင်ဗျာဆိုတော့ဆက်ဝင်ခြင်းမှာ Christian Dior ရဲ့သူပေါ်ပေါက်လာပုံပေါ့နော်သူဘယ်ကနေစခဲ့တယ်ဒီ fashion လောကတွေကိုသူဘယ်လိုရောက်ခဲ့တယ်သူရဲ့တမိုင်းကြောင်းနေပေါ့နော်အကုန်လုံးကိုသူတို့ကပြသထားပါတယ်ဘယ်ခုနှစ်မှာသူဘာလုပ်တယ်ဘယ်ခုနှစ်မှာဘာဖြစ်သွားတယ်ဆိုတဲ့ဟာလိုမျိုးကို display လုပ်ထားနေရဖြစ်ပါတယ်architecturale, celle de l'obéissance à la pesanteur. Étant couturier, je suisအခုသူတို့ရဲ့တမိုင်းကြောင်းလေးတွေကျွန်တော်လေ့လာပြီးတော့ပထမဆုံးဝင်ရတဲ့ဒီလိုင်ကောင်းလေးမှာလိုင်ကောင်းအလှဆင်တာကိုသူတို့ကဘာလုပ်ထားလဲဆိုတော့ဒီယောက sketch တင်ဆွဲထားတဲ့ဟာလေးကိုအကုန်လုံးကိုကတ်ထားတာအရန်ကိုမိုက်ပါတယ်နေရန်အကုန်လုံးမှာသူတို့ဆွဲထားတဲ့ sketch တင်နဲ့အလှဆင်ထားပါတယ်ပြီးတော့အဲ့ရနဲ့ကြော်လိုက်လို့ရှင်မြင်လိုက်ရတဲ့မြင်ကွင်းကတော့ wow ကနေပဲအခုပြထားတဲ့ဒီ collection အကုန်လုံးဒီဟိုးအရင်ရှေ့ခေတ်ကတည်းကရောအခုလောလောလတ်လတ်ရှိတဲ့ဟာတွေရောပေါ့နော်ဒီ collection တွေတော်တော်များများကို display လုပ်ထားပါတယ်အခု designer ဖြစ်ချင်တဲ့လူတွေဝတ်စုံအတွက်လေ့လာနေတဲ့လူတွေအတွက်ကတော့ဒီဟာလေးကိုဆက်ကြည့်ပေးဖို့ကျွန်တော်အကြံပြုပါတယ်အရန်ကြီးလဲလုပ်ထားတဲ့ပုံစံတွေကအရန်လှပါတယ်ခင်ဗျဒီဝတ်စုံလေးကတော့ဟိုးရှေ့ခေတ်တော်တက်တန်းတော်ရင့်နေပါပြီ display လုပ်ထားတဲ့လက်ရာလေးကိုကြည့်လိုက်ပါအောင်တကယ်အနုစိတ်အသေးစိတ်ကိုလက်နဲ့ရထားတဲ့ဝတ်စုံဖြစ်ပါတယ်ဒီဟာဆိုလဲကြည့်လိုက်တွက်ချီတွေနဲ့ပုံစံလေးကိုရက်ထားတာလက်နဲ့ပေါ့နော်ဆိုတော့အရန်အနုပညာအနုစိတ်ပါတယ်အရန်မိုက်တယ်ဒီမှာကြည့်ဒီဝတ်စုံဆိုလဲဒီတိုင်းပဲပေါ့နော်ဒီချေချမှုကတော့လေတေးလောက်တယ်ဆိုတော့ခုနဒီ collection တွေပြီးသွားတော့ဒီဝင်လာလိုက်တဲ့ချိန်မှာ Miss Dior ပေါ့နော်သူတို့ရေမွေး collection လေးကိုပြထားပါရေမွေးမှာတော့အများကြီး display လုပ်ထားမတွေ့ရဘူးနောက်တစ်ခု wow factor တစ်ခုက Dior Garden ဆိုတဲ့နာမည်ပေးထားနေရဖြစ်ပါတယ်ဒီဝင်လိုက်တာနဲ့တကယ်ကို share ပြဝတ်ထားတဲ့ဒီအဝတ်စားတွေကို display လုပ်ထားနေရရဲ့အဝိုင်းပတ်လည်မှာလောက်ထားတဲ့ design ရဲ့အရန်မိုက်ပါတယ်အ
Hey garden ပြီးတော့ Colorama ဆိုပြီးနာမည်ပေးထားတဲ့ဒီ collection နေရာကိုရောက်ပါတယ် wow သူလောက်ထားတဲ့ design နဲ့ဒီ collection ကိုပြတာမှုတွေဟာလေတကယ်မင်းတက်ရှုံမောဥဆောင်ကြီးတစ်စုံပြထားတယ်နောက်ရဲ့နိုင်ရနေမှာကြည့်ပါအောင်သူရဲ့ဒီဝတ်ဆောင်တေးသေးလေးပုံစံလေးရောအိတ်ကတ်တွေရော accessory အစုံပေါ့နော်ဒါလေးကိုလောက်ထားကြည့်ပါအောင် wow ပဲတကယ်ကို wow ပဲအယောင်ရဲ့ရွေးချယ်မှု design ရဲ့လာပါမှုအခုတင်ဆက်ပုံ wow collection ပြီးတော့နောက်တနေရာရောက်တော့ပါတယ်အဖြူတွေနဲ့အကုန်လုံးအလားဆင်ထားတာတကယ်တော့ဒါဟာတမင်တဲ့အဖြူကိုအလားဆင်ထားတာမဟုတ်ပါဘူးသူတို့ဝတ်စုံအတီမချုပ်ခင်မှာအစမ်းချုပ်တဲ့ design တွေရှိရဲ့ဒီပိတ်စလေးအဖြူလေးကိုတုံးပြီးတော့သူတို့က design အရင်ထွင်ပြီးတော့အရင်ဆုံးလုပ်တာဆိုတော့အဲ့ဟာလေးရဲ့အကုန်လုံးရဲ့ collection ကိုဒီထဲမှာပြလာတာတကယ်ကြည့်လိုက်လို့ရှိရင်ပိတ်စအကျန်းထည်လေးတွေပေါ့နော်သူတို့ချုပ်မဲ့ဝတ်စုံရဲ့ပုံစံလေးကိုလုပ်ထားတာအများကြီးတွေ့ရတယ်ဆိုတော့ display လုပ်ထားရင်အရင်တက်ရှုမောပါပဲလာကြည့်လူရင်လည်းတပ်ပုံတွေရိုက်လိုက်ကြတာဆိုတာမနှဲလူကိုရှောင်ပြီးတော့တပ်ပုံရိုက်လိုက်ရတယ်ဒီဟာကိုကြော်ပြီးတော့နောက်တနေရာရောက်တဲ့အချိန်မှာ Dior Legacy ဆိုပြီးနာမည်ပေးထားတယ်အဲ့ဟာကြတော့သူတို့ရဲ့ဒီ collection တွေပေါ့နော်ခုနှစ်အလိုက်ဒီထွင်ထဲတဲ့ဒီ designer တွေရဲ့ collection တွေအကုန်လုံး Dior မှာအလုပ်ခဲ့တဲ့ဒီ designer တွေပေါ့နော်သူတို့ရဲ့ collection ကိုဟိုး1940ကျော်30ကျော်အဲ့ခုနှစ်ကတည်းကဝတ်စုံတွေကို display လုပ်ထားပါတယ်နောက်တစ်ခုတွေ့လိုက်တဲ့ဝတ်စုံကပါလဲဆိုတော့ YSL လေအခု YSL အရင်နာမည်ကြီးနေမလားအခုအရင်တုန်းကသူက Dior မှာဒီ head designer ဖြစ်ခဲ့ဘူးတယ်သူရဲ့ဒီ Dior မှာလုပ်ခဲ့တုန်းကသူ့ရဲ့ collection တွေလည်းဒီမှာကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ကဲခုကနေကြော်လာပြီးဘာတွေ့လဲဆိုတော့ဒီ Dior ရဲ့ bag တွေမှာနော်အိတ်တွေအဲ့ collection တွေကိုပြထားပါတယ်ဒီမှာပြထားတဲ့ဒီ collection တွေဟာတကယ်ကိုအနုစိတ် handmade နဲ့တေချာမုံမှန်ပြီးထပ်လုပ်ထားတဲ့ collection တွေဖြစ်တယ်ခုကြည့်လိုက်ဒီဟာလေးဆိုရင်ပေါ့နော်သူလုပ်ထားတဲ့ design နဲ့ color နဲ့လက်ရာနဲ့ကတော့တေးလောက်တယ် share မိုက်တာကြည့်ပါတွေ့ design နေဘယ်လောက်မိုက်တယ်လဲဆိုတာဆိုတော့ဒီအိတ်ကို handmade နဲ့ဘယ်လိုပြန်လုပ်ထားလဲဆိုတော့ကြည့်လိုက်နော် share ပဲအဲ့အနေကြော်လိုက်လို့ရှိရင်တော့ Dior ကထုတ်ထားတယ်ရင်မွေးပေါ့နော်အဲ့ campaign ကတော့အခုသူတို့ဒီ video ကတော့ Rihanna ကြော်ညာတော့က campaign videoဆိုတော့ဒီဝတ်စုံလေးကတော့ campaign တုန်းက Rihanna ဝတ်ထားတဲ့ဝတ်စုံဖြစ်ပါတယ်ဒီဟာလေးကတော့ Celine Dion လေမင်းသမီးတော့ဒီ Jetor Dior ဒီမွေး collection တုန်းကလည်းသူကကြော်ညာတာဆိုတော့သူဝတ်ထားတဲ့ဝတ်စုံလေးကိုလည်းဒီမှာပြထားပါတယ်ဒါလည်း Celine Dion ဝတ်ထားတဲ့ဝတ်စုံလေးပဲဖြစ်ပါတယ်ဆိုသူတို့ display လုပ်ထားတဲ့အထဲမှာကျွန်တော်အကြိုက်ဆုံးနေရာတဲ့နောက်တစ်ခုပေါ့နော်ဒါကတော့တကယ်ကဘာကျော် celebrity တွေမင်းသမီးတွေမ Prince Diana လိုမျိုးတွေဝတ်ထားတဲ့ဝတ်စုံတွေကို display လုပ်ထားတဲ့နေရာဖြစ်ပါတယ်ဒီဟာလေးကတော့ Prince Diana မင်းသမီးဝတ်ထားတဲ့ဝတ်စုံဖြစ်ပါတယ်
ဒီဝတ်စုံကအားလုံးသိကြမှာပါ2024 Olympic ပွဲတုန်းက Celine Dion က Olympic ဖွင့်ပွဲတုန်းကတချင်းဆိုပြီးဝတ်ထားတဲ့ဝတ်စုံဖြစ်ပါတယ်တကယ် legend တွေဝတ်ထားတဲ့ဝတ်စုံတွေဒီနေရာတွေမှာတော့ collection တွေပြထားဒါကတော့အထူးမိတ်ဆက်ပေးစရာမလိုပါဘူး Blackpink ကကြည်စုသူဝတ်ထားတဲ့ဝတ်စုံဖြစ်ပါတယ်ဒီဟာလေးကတော့ Jennifer Lawrence ဝတ်ထားတဲ့ဝတ်စုံကို display လုပ်ထားတာဖြစ်ပါတယ်Sharon Dion ဝတ်ထားတဲ့ဝတ်စုံတွေလည်းပြထားတာတွေ့ရပါတယ်ဒီမင်းသမီးသိကြမယ်နော်သူရဲ့ဝတ်ထားတဲ့ဝတ်စုံလေး Natalie Portman မင်းသမီးဝတ်ထားတဲ့ဝတ်စုံလေးတွေ့ရမယ်ဒီဟာလေးပေါ့နော်အရန်မိုက်တယ်သူတို့ရဲ့ history ကိုထိန်းသိမ်းထားတဲ့ဟာတွေပေါ့နော်သူ collection ကိုတေချာထိန်းသိမ်းထားတာတကယ်ကိုအားရပြီးတော့ဘယ်လိုပြောမလဲအတူယူစရာပေါ့ဒီဝတ်စုံလေးကလေကြီးကာဝတ်ခဲ့တယ်ဝတ်စုံလေးအပြင်မှာလည်းရိုးရိုးလေးပဲဆိုခုနပြောတဲ့ဒီ celebrity တွေဝတ်ထားဝတ်စုံခန်းကနေကြော်လိုက်လို့ရှိရင်ဒီနေရာ wow ကနေကိုဖြစ်သွားတာဒါတည်းဝတ်စုံရဲ့အကုန်လုံး heavy တွေကိုလေအယုတ်တွေနဲ့အများကြီးဝတ်ထားပြီးတော့လေဒီနေရာထဲမှာအဲ့လိုမျိုးလေးပြုံပြီးတော့ပြတာ share မိုက်တယ်ဆိုတော့ဒီနေရာလေးကတော့ကျွန်တော်တို့ရဲ့ဒီထိုးစရာနောက်ဆုံးနေရာပေါ့နော်အားလုံးပြီးတော့တဲ့ကြောင့်ကျွန်တော်အပြင်တို့ရောက်ပါပြီအဲ့အခါကျတော့မပြန်ခင်လေးမှာပိုက်စားတဲ့အတွက်ကြောင့်မလို့စားစရာလေးတွေဝင်စားလိုက်ပါအောင်လေအဲ့ဒီဝန်းကျင်ထဲမှာ food court တင်ရှိနေစားတောက်ဆိုင်တွေအများကြီးရှိပါတယ်ကြိုက်တဲ့ဆိုင်မှာဝင်စားပြီးတော့ရွေးပြီးတော့စားလို့ရပါတယ်ခင်ဗျာပြီးနောက်တစ်ခုကကြတော့အဲ့ထဲမှာပဲ gift shop ဆိုင်တွေလေးတစ်ခုရှိပါတယ်သူရဲ့ collection တွေလည်းအများကြီးချစ်စရာကောင်းတယ်အဲ့ဆိုတော့လက်ဆောင်ပစ္စည်းဝယ်ခြင်းနဲ့အမှတ်တရပစ္စည်းဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆိုင်လေးမှာလာလေ့လာပြီးတော့ဝယ်ပြီးတော့ဝင်သွားလို့ရပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကတော့ဒီဇိုင်နာဖြစ်ချင်တဲ့သူတွေကတော့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျွန်တော်နောက်တင်မယ့်ဗီဒီယိုမှာလည်းဆက်လက်အားပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းဘာရင်တင်မလဲဆိုတာစောင့်မျှော်ပေးပါအောင်နော် Thank you bye bye